大家好，我是看老超。我是今天 sharing 录俾今天အကြောင်းအရာလေးကကိန်းကနန်းကိုဘယ်လိုရည်တွက်ရမလဲဆိုတဲ့အကြောင်းအရာလေးနော်ကိန်းကနန်းကိုဘယ်လိုရည်တွက်ရမလဲအကြောင်းအရာလေးတွေကသူကငွေချင်းရည်တွက်ပုံရဲ့အစာလေးနော်ဟုတ်ဒါဆိုရင်ဒီနေ့ဒီအကြောင်းအရာလေးကို sharing လုပ်ပေးသွားမယ်နော်လင်ဆိုတော့ကလည်းဆို3ညလူအတိပဲရတယ်နောက်တစ်ခုကကြတော့ yi ဆိုတော့လည်းဆိုရီမနော် r ဆိုပြီးတန်ထွက်ရတယ် r ဆိုတော့လေးတန်ဆိုကြည့်အောင်ဆိုတော့ r ဒီမှာပါတာက第四声အတန်၄တန်မြောင်းနော်၄တန်မြောင်းဆိုတော့ရှုပ်က r ဆိုပြီးအတန်ထွက်တယ်နော်ဟောအဲ့ဆိုရင်လင်ရီr ဆိုတာကနဲ့နော်ဟောနောက်တစ်ခုကကြတော့ san ကိုဘယ်လိုတန်ထွက်လဲ s ကစ an က an ဆိုတော့ဆန်ဒီကတန်ပြေဆိုတော့ဆန်တုံးနောက်တစ်ခု si ကမူရင်းတန်ပဲဆိုမှာစကိုမှတန်ပြက်ဆိုတော့လေးနောက်တစ်ခု w ကဝူ u ကလည်းဝူဆိုပြီးတန်ထားတယ်တန်ဟိုက်ဆိုတော့ဝူဒီကတန်ဟိုက်ဆိုတော့ဝူကငါဟောနောက်တစ်ခုကကြတော့ liu l ကလ iu ကဘာတန်တော့လဲ iou ကလည်း yo iu ကလည်း yo leo ဆိုတော့ leo ကိုမှတန်ပြက်ဆိုတော့ leo ဆိုတာက6နောက်တစ်ခုကျူအိုင်ကကြီးချီဒါကချီဆိုတော့ချီတန်ပြီးဆိုတော့ချီခွန်ပေါ်အားပါတန်ပြီးဆိုတော့ပါရှစ်ကြီးရီအိုဂျီယိုတန်ဟိုင်နော်ဂျီယိုကို shi 10လည်းရတယ်10တန်ပြီးလဲတူတူပဲနော်ဟောအဲ့တော့ပထမအနေဆိုမယ်ဆိုရင်လင်ရီ二三四五六七八九十အဲ့လိုလေးတန်းထားရတယ်နော်ဟုတ်အဲ့တော့လည်းရှိကို3ညကနေ10တိအိမ်စာကကြတော့3ညကနေ10တိလောက်ရှိကိုနှစ်ခေါက်ရေးပြီမယ်နော်နှစ်ခေါက်ရေးပြီး Messenger မှာထပ်မယ်နော်ဟုတ်နောက်တစ်ခုလည်းရှိတော့17ကိုဘယ်လိုရမယ်ဆိုရင်17ကိုလည်းရှိတော့က10ရဲ့1ရဲ့ပေါင်းထားတာဗမာစကားမှာလည်းအတူတူပဲ10ဒီမှာလည်း10ရဲ့10ကိုလည်းရှိတော့ဘယ်လိုပြောလဲဆိုရင်10ကရီဆိုရင်17好12ဆိုရင်12 10ရဲ့2ရဲ့ပေါင်းတာ13ဆိုရင်13 14ဆိုရင်14 15ဆိုရင်